လူတစ်ယောက်ဟာသူ့ဘဝရဲ့သုံးပုံတစ်ပုံကိုအိတ်ဆက်ရင်းကုံဆုံးစေတာပါအဲ့ဒီအချိန်ဟာကုမ္ပဏီတွေအတွက်တော့သူတို့ရဲ့ကြော်ညာတွေကိုပြသဖို့အခွင့်အရေးမရှိသေးတဲ့တစ်ခုတည်းသောနေမြေဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုတော့သိပ္ပံပညာရှင်တွေကအဲ့ဒီနေမြေကိုပါထိုးဖောက်ဖို့ကြိုးစားနေကြပါပြီတင်အိမ်မက်မက်နေရင်ကြော်ညာတွေမြင်လာရတော့မယ်ဆိုရင်ရောတင်ယုံကြည်နိုင်ပါမလားဒါဟာ Inception ရုပ်ရှင်တွေကလို့စိတ်ကူးရင်တသက်မဟုတ်တော့ပါဘူးသိပ္ပံပညာရှင်တွေဟာလူတစ်ယောက်အိပ်ပျော်ခါစား hypnagogia အချိန်မှအတန်တွေအနံ့တွေကိုအသုံးပြုပြီးအိမ်မက်ရဲ့လမ်းကြောင်းကိုပြောင်းလဲနိုင်တာကိုတွေ့ရှိခဲ့ပါတယ်ဥပမာအားဖြင့်လေ့လာမှုတစ်ခုမှာစေတနာဝန်ထမ်းတွေကိုအိပ်ပျော်ခါစားမှာတစ်တော်ကဆိုတဲ့စကားလုံးလေးကိုခဏခဏတိုးတိုးလေးဖွင့်ပြတဲ့အခါသူတို့နိုးလာတဲ့အခါမှာတစ်တော်တွေအကြောင်းအိမ်မက်မက်ခဲ့တယ်လို့ပြောကြပါတယ်တကယ်တမ်းထိတ်လန့်မှုကောင်းတာကနာမည်ကြီးကုမ္ပဏီအချို့ဟာဒီနည်းပညာကိုစမ်းသပ်နေပြီဖြစ်တာပါအမေရိကန်ကဘီယာကုမ္ပဏီတစ်ခုဆိုရင်လူတွေရဲ့အိမ်မက်ထဲမှာသူတို့ရဲ့ထုတ်ကုန်အကြောင်းပါဝင်လာအောင်လှုံ့ဆော်တဲ့ဗီဒီယိုနဲ့အတန်တွေကိုစမ်းသပ်ခဲ့ပူပါတယ်ဒါကိုသိပ္ပံပညာရှင်ပေါင်း40ကျော်ကကန့်ကွက်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့နောက်ဆုံးလုံခြုံစိတ်ချရတဲ့အိမ်မက်ကဘာလေးကိုပါစီးပွားရေးအရာထိန်းချုပ်ခံရမှာစိုးရိမ်လို့ပါပဲ။အနာဂတ်မှာတင်နိုးလာတဲ့အခါဗိုက်စာနေတာဟာတကယ်ဗိုက်စာလား။ဒါမှမဟုတ်အိမ်နေတုန်းကကြော်ညာဝင်တိုက်ခံရလို့လားဆိုတာခွဲခြားရခက်လာနိုင်ပါတယ်။တင်ရောတိတ်အိမ်မက်ထဲကိုကြော်ညာတွေဝင်လာတာကိုလက်ခံနိုင်ပါသလား။ကိုမက်မှာပြောခဲ့ပေးပါဦး။